ကဲဒီနေ့ခေါင်းစဉ်လေးရတော့လေလူတိုင်းလည်းခံစားရမှာပေါ့နော်အခုတလောကဘာနဲ့အဝမ်းချီပြီးတော့မှလူတွေကလေကိုချင်းစာနာစိတ်တွေလည်းမရှိကြတော့ဘူးကိုကောင်းဖို့အတွက်ပဲတဖို့တွေပဲကြည်ကြတဲ့ဟာလေးတွေလေတအားတွေဖြစ်လာတဲ့အခါမျိုးမှာလေစိတ်ကတော်တော်လေးကိုနေရထိုင်ရလဲကြက်လာတာသိလားအသက်ရှူလည်းကြက်လာတယ်တဘာဝအလှတရားတွေခံစားဖို့နေနေတလူတွေရဲ့ကောင်းမာတဲ့ရှင်းတွေကောင်းပါတယ်လူတွေရဲ့လေရိုင်းဆိုင်မှုတွေရုံမာမှုတွေမြစ်တာခေါင်းမမှုတွေတနေ့နဲ့တနေ့တွေ့လာရတာပေါ့နော်လူမျိုးနဲ့မဆိုင်ဘူးဘာသာနဲ့မဆိုင်ဘူးသိလားအဲ့ဒါတွေကလေနေ့စဉ်နဲ့အမျှလေသတင်းတွေမှာဖတ်ရတယ်ကိုယ်နိုင်ငံမှာဖြစ်ပျက်နေရတယ်သူများနိုင်ငံမှာဖြစ်ပျက်နေရတယ်ပြင်ကလေးတွေဖြစ်တာတွေဟာအဲ့ဒါတွေကလေတော်တော်လေးကိုတဘာဝဘေးရန်တွေအကြောင်းရောဒီမှာဆိုရေတွေကြိလိုက်နေတွေကတအားပူလိုက်နဲ့လေမီးတွေလောင်လိုက်နဲ့သူ့ဒေတာနဲ့သူအခက်ခဲတွေတအားတွေဖြစ်နေကြပါတော့လူတွေကလေစီးပွားရေးတွေကကြဟာအဲ့လိုတွေဖြစ်ပြီးတော့လေကနေဒါလာလေနော်တဲ့လာလေမင်းနော်အချိန်ရလို့ရှိရင်လာလေကြမယ်မိသားစုလိုက်ဆိုတော့အမလေးတအားတင်းကြပ်ကြီးနေရတာထိုင်ရတာလေညင်းတိုးကြီးဖြစ်လာတယ်ဒီလားမပြောဘူးအမှန်တိုင်းပြောရလို့ရှိရင်ဒီရဲ့ပိုင်းနေမှာလေ stress ကြီးလည်းပြတာပေါ့နော်ဆိုတော့အခုပထမဆုံးပြောချင်တဲ့ဟာကဘာလဲဆိုတော့လူတွေရဲ့မေတ္တာတရားခေါင်းပါမှုပေါ့နော်အမဒီမှာဒီကအကြောင်းပြောမယ်ပေါ့နော်ဒီမှာအမယုံကလေးတွေမွေးတယ်လေမှတ်မိရမလားယုံလေးတွေအဲ့ယုံလေးတွေရဲ့ story ကဘယ်ဟာစလဲဆိုတော့အမရဲ့ရောင်းမရဲ့တငယ်ချင်းမှာဟာလေးတွေရှိတယ်ယုံကလေးတွေရှိတယ်ယုံကလေးတွေကအမေကြီးရဲ့ယုံလေးနှစ်ကောင်အသားပေါက်ထားတာပေါ့နော်သူတို့ကတစ်ချိန်လုံးခရီးထွက်တဲ့အခါကျယုံကလေးတွေကိုတဲ့မကြည့်နိုင်ဘူးတဲ့အိမ်မှာမကြည့်နိုင်လို့အမတို့လာပေးသွားတယ်ကြံခဲ့တဲ့နှစ်ကအဲ့ဒါလေးစပြီးမှအမတို့အဲ့နာမည်လေးတွေပေးတာပေါ့မိုမိုတို့ပိုပိုတို့လိုလိုတို့အဲ့လိုမျိုးနာမည်ပေးပြီးအမတို့အကောင်လေးတွေမွေးထားတော့ပထမကတော့အမခြံကလေးနဲ့တေချာလေးစောက်ပြီးအမကိုယ်လည်းခြံစောက်ပြီးတော့မွေးတာပေါ့နော်မွေးတဲ့မှာသူတို့က2 လလောက်လဲကြာအမအကောင်တစ်ကလေးတစ်ကောင်လေးယုံကလေးတစ်ကောင်အဖြူလေးတစ်ကောင်လေးဘီဘီဆိုပြီးဖြန်းကာဆိုပြီးတော့အဖြူကောင်လေးကိုဝယ်လာတယ်ဝယ်လာပြီးတော့အဲ့ပြန်ကိုလေးကိုသူတို့ခြံလေးကိုထည့်ပြီးလက်ချိန်မှာသားတွေကစပေါက်ကောအမကလည်းသူမှပြောကြပါတယ်အမကသားပေါက်မယ်နော်ယုံကသားပေါက်နှုံးအရမ်းမြင်တယ်3 4 လတစ်ခါပေါက်တယ်ဆိုတော့အမခြံလေးခတ်ထားတော့အဲ့ခြံလေးထဲမှာမွေးတာတတုပ်ပြီးတတုပ်မွေးတော့အဲ့ဒါနဲ့အမရောက်ခမသမီးရဲ့တဲ့ခြံလေးရတဲ့ဘယ်လိုပြောမလဲကျဲတယ်ဆိုပေမဲ့လည်းအကောင်ကြီးများလာလို့ရှိရင်တဲ့ကျင်းလာမယ်ပေါ့နော်ယုံကလေးတွေနေရကြက်မယ်တဲ့အမရောက်ခမလှုပ်ပေးလိုက်ပါလားတဲ့အမေတို့လည်းခြံကျဲကြီးရှိတာပဲဆိုတော့ ਨੇ ကဲလှုပ်ပေးမယ်ပေါ့ဆိုပြီးတော့အမတို့အဲ့တော့စောင်းရလीစောင်းကုန်ခါနီးလေးပေါ့နော်ຫນွေဥဝင်ခါနီးလေးအဲ့ဒီအချိန်မှာအမတို့ကခြံထဲကိုလှုပ်လိုက်တဲ့အကောင်လေးတွေလှုပ်လိုက်တော့ပထမကတော့အမတို့ဆက်လက်တွေပါလည်းမဆိုင်ဘူးဘာမှအပင်ပါလည်းမဆိုင်တဲ့ခါကျသူကသူတို့မျက်လေးပါလေးစာကျွေးလေးတူးပြီးသူကသူတို့ပျော်နေတာပေါ့နော်ဒါမဲ့အဲ့မှာဘာပြဿနာစဖြစ်လဲဆိုတော့စောင်းလဲကုန်ရောအမတို့ကစပြီးအသီးနှံလေးစိုက်ကြရောစတော်ဘယ်ရီသီးတွေဟာခရမ်းကျင်သီးပင်တွေခရမ်းသီးပင်တွေပြောင်းဒီပါလဲတခြားအဲ့လိုမျိုးပေါ့ဘာလဲဘိုးစားပဲသီးတွေအဲ့လိုတွေစိုက်တော့ပုံမှန်ပေါ့နော်တလိမ့်ဆန်ရဲ့တဘာဝကွာတိလားရုံနေဆိုတာကမုံလာဥဆိုင်မုံလာဥစားမယ်နန်းနန်းမင်းဆိုင်နန်းနန်းမင်းစားမယ်အဲ့တော့သူတို့ကိုတားလို့မရအောင်အမတို့ကဆက်လက်ရွက်တွေစိုက်တာကိုအဲ့တော့ဆက်လက်ရွက်တွေသူတို့ကခူးစားတယ်အဲ့လိုမျိုးပေါ့နော်ကြိုက်စားတာပေါ့အရွက်တွေကမလှတော့ဘူးကွာပိုးကြတယ်လို့ဖြစ်တာပြီးရင်ခရမ်းသီးပင်တွေဆိုလို့ရှိရင်အညွန့်ထွက်တာနဲ့သူတို့ကကြိုက်စားဖြစ်တာအဲ့လိုခရမ်းသီးပင်တွေဆိုလည်းကြိုက်ထားတာတဝက်တွေကြိုက်တဲ့ခါကျတော့အဆင်မပြေဘူးဒါပေမဲ့ဒါပြဿနာမရှိဘူးအမတို့ကကိုယုံနေပဲလေဆိုပြီးကိုချန်ထဲမှာကိုကထားတဲ့ခါကျတော့ပြဿနာမရှိဘူးဒါပေမဲ့ပြဿနာဘာလဲဆိုတော့သူတို့ကလေနေချဲ့တာအိမ်ထဲမှာဒီလောက်ထိကောင်းမွန်ထားတာလေတလိမ့်ဆန်မှလားလူမဟုတ်တဲ့အခါကျစဉ်းစားနေရမရှိတဲ့အခါကျတော့သူတို့ကဘာလို့လဲဆိုတော့အောက်ဆုတ်လိုက်ဖွဲ့ပြီးတော့အဲ့ဒီ9 ကောင်10 ကောင်ပါလေနယံဆိုတာဒီလိုခြံပေါ့နော်ကာထားတာသူများခြံတွေကိုမဝင်အောင်လို့ဆိုအမတို့အုတ်ခဲတွေပိုင်းနဲ့လည်းကာတယ်အကုန်ရက်ထုတ်ပြီးတော့ကျွင်းတူးပြီးတော့ဟိုဘက်ခြံကိုရောက်သွားရောဘေးခြံကိုရောက်သွားပြီးဘေးခြံရဟာတွေပဲရှောက်စားတော့တာစားရတဲ့အခါကျတော့ဖြစ်ချင်တော့အဲ့ဒီဘေးခြံရလူကကြအရန်ကိုမှပစ္စည်းကသူ့ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်အရန်ကိုမှတဲလှုပ် sensitive ဖြစ်တော့ပေါ့နော်အရန်ကိုမှဆက်ထိမခံအဖိုးရဲ့လေခွင်းဖြစ်နေတာအဲ့ဒီ site ခင်းတဲ့ဟာတွေသူကသွားစားလိုက်တော့အမတို့လာတိုင်တာပေါ့နော်လာတိုင်တယ်နင်တို့ဂျုံတွေကငါရဲ့ဆက်လက်ရွက်တွေရောငါစိုက်ထားတဲ့အပင်ပေါက်စာလေးတွေပါအကုန်စားသွားတယ်နော်ဆိုပြီးတော့လာပြောတော့ကိုကအားနာယောက်ျားကြီးဒါဆိုလို့ရှိရင်တော့မဖြစ်တော့ဘူးငါတို့ခြံလေးပြန်ခတ်ပြီးပဲထားမယ်ဆိုတော့အဲ့လိုကြတော့လေဖမ်းဖို့ကလေ9 ကောင်10 ကောင်ဖြစ်တဲ့ကြတော့အကုန်လုံးကပြေးကြတာကွာပြေးကြတော့အမတို့ကလေဖမ်းဖို့ကလေခတ်သွားအောင်အဲ့ဒါခြံထဲမှာမနေဒုက္ခပဲဆိုပြီးတော့မှခြံပြန်ခတ်မယ်ဆိုပြီးတော့မှအမခြံပြန်ဆောက်တဲ့ခါကျတော့လေဘလို့ဖြစ်ပြောမလဲဟုတ်နန်းသစင်ခိုင်းတဲ့မချမ်းကြီးဘာဖြစ်လဲဆိုတော့လေအခုပြောပြနေရအမလူတွေရဲ့မေတ္တာတရားခေါင်းမမှုတွေပြီးရင်လာမယ်အမရဲ့ဒီအိတ်ရောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လည်းလာမယ်လူတွေရဲ့ဒီတခုကောင်းဆန်မှုတွေပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီယုံတွေက
သူများခြံထဲမှာဝင်သွားပြီးသူများဟာတွေခြောက်စားတော့တာစားတဲ့ခါကျတော့စီးနဲ့ကန်နဲ့ဟိုကစိုက်ထားတဲ့အပင်တွေဖြစ်တဲ့အတွက်ကြောင့်ဒေါသတွေထွက်ပြီးတော့အမားတို့ယုံတွေတတ်မယ်ပါနေတယ်သူကချင်းချောက်တယ်နင်တို့ယုံတွေနောက်တစ်ခါလာလို့ရှိရင်ငါကလည်းပြစ်တက်ပြစ်မယ်နဲ့ငါ့ကိုအစိုးမဆိုနဲ့ဆိုပြီးပြောတော့အဲ့ဒါလည်းကိုကလည်းဘာလို့ရလဲဆိုတော့သူတို့လှုပ်ရတော့မယ်လေဒီမှာအိမ်မှာထားလို့မရတော့ဘူးဘလောက်ပဲကာယုံဆိုတာကျွင်းကျူးတတ်တဲ့အမျိုးမလားဆိုတော့ရှိသမျှလေအဲ့ဒီဟိုဟာတွေကိုလည်းကြိုက်တာနက်တွေကိုလည်းကြိုက်တာအဲ့ဒီဟိုသူတို့ထားရတဲ့လေအုပ်ဆောင်တဲ့ဟာတွေလည်းအကုန်ကြိုက်စားပြစ်တဲ့အခါကျတော့ဘလို့မှအဆင်မပြေတော့ဘူးမပြေတော့တဲ့အခါကျအမတော်ရဲသွားလွှတ်ရအောင်ယောက်ျားကြီးလို့ပြောတော့ယောက်ျားပါပြောလို့ဆိုတော့ဒီအီတလီမှာအဲ့လိုမျိုးပေါ့နော်ဟိုဟာတွေကိုတော်တဲ့ကိုလွှတ်လို့မရဘူးကွာသူတို့ကလေအဲ့လိုပစ္စလက်ခတ်တလိမ့်ဆန်တွေကိုဘေးမဲ့စီးမဲ့ကမ်းမဲ့ဆိုပြီးအဲ့လိုဘေးမဲ့လွတ်ပိုင်ခွင့်မရှိဘူးလွတ်ချင်တယ်ဆိုလို့ရှိရင်သူတို့ကဟိုဘယ်လိုပြောမလဲဟိုတလိမ့်ဆန်ချင်းချင်းဆောက်ရှောက်ရေးဟာကိုသူတို့ကသွားပြောပြီးလှုပ်ကားတယ်ဒါမှမဟုတ်တခြားလူပေးပေါ့နော်အဲ့ဒါအမကလည်းအိမ်ဘေးကတကယ်ဟိုဒီလိုမျိုးကြီးကိုခလေးတွေကိုချင်းချောက်တဲ့အခါကျတော့ဒီအဖိုးကြီးနဲ့အဆင်မပြေဘူးဆိုတော့အမသမီးကိုမေးတာပေါ့နင့်เจ้าမသမီးရေလိုချင်တဲ့လူများရှိမလားဆိုတော့ရှိတယ်မေးတဲ့ဆိုပြီးပြောတယ်ကိုကလည်းအားရဝန်တာနဲ့ရုံကလေးတွေဖမ်းထားတာပြီးလိုက်ပြယူမဲ့လူကလည်းចောင်းဆရာဖြစ်နေတဲ့အခါကျအဲ့မှာအမြဲမနေနိုင်ဘူးတဲ့ပြီးတော့သူ့မှာလည်းစိုက်ခင်းတွေစိုက်ထားတော့ဒီလိုမျိုးသာစိုက်ခင်းတွေဖောက်စားလို့ရှိလို့ရှင်သူလည်းအဆင်မပြေဘူးပေါ့နော်ရေးရှိဆိုပြီးတော့မယူတော့ဘူးဆိုတဲ့အခါကျအဲ့ရုံကလေးကဖမ်းထားပြီးတော့ဟိုလှောင်အင်းတေးလေးထဲမှာပေါ့နော်အမတို့ကလည်းပေးမယ်ဆိုပြီးထားတာဟဲ့အဲ့ဒါနဲ့မဖြစ်ပြန်တော့ဘူးဆိုပြီးတော့မှပြန်လှုပ်ပေးလိုက်ရပြန်ခဲ့ဒါဆိုလို့ရှိရင်အကြာကြီးထားလို့မရဘူးယူမဲ့လူပေါ်လာတဲ့ခါကျပေးကြမယ်ဆိုပြီးတော့မှကိုယ့် channel မှာကိုပြန်ထားတာတဲ့အဲ့ဒါနဲ့ဘာလို့လဲဆိုတော့လေတခြားယုံအမဲကြီးရောက်လာတယ်မလားယုံအမဲကြီးရောက်လာတယ်တခါအမတော်ပြသေးတယ်မဲမဲဆိုတော့အဲ့ယုံအမဲကြီးကလေ तू ကအရန်ပျော်သွားပြီးတော့အမတို့အိမ်မှာပဲနေတာ။ तू ကပိုဆိုးတယ် तू ကရုံအရိုင်းဖြစ်တဲ့အခါကျတော့အရန်လဲပြေးတာမြန်တယ်ကွာတိလားပြေးတာလည်းမြန်တယ်ပြီးတော့ तू ကလေစားလို့ရှိရင်လေရောက်ရက်တွေခတ်ပြီးတော့မှအဲ့လိုမျိုးပြိုးစားပြေးလောင်းနေစားတာသူများခြံတဲ့ဟာတွေဆိုဒါမှမဟုတ်ကိုယ့်ရဲ့ယုံမဟုတ်ဘူးလေကိုယ့်ယုံမဟုတ်တဲ့အခါကျတော့ကိုကဘလို့သွားပြီးဖမ်းမလဲပြောမလဲနော်အဲ့ဒီဟာကိုတို့ဘာလို့လဲဆိုဘေးအိမ်ကတတ်ပလိုက်တာခေါင်းကြီးကိုဖြတ်ပြီးတော့မှလေဒီရင်ရိုးတွေဆွဲထုတ်ပြီးတော့တို့ချက်စားပလိုက်တာအဲ့ယုံအမေကြီးကကြာယုံရိုင်းပေါ့နော်ဆိုတော့ပြတော့ဘာလို့လဲဆိုဝန်နေပေးတာပေါ့အမယုံညိုလည်းအဲ့လိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ယုံအယိုးကြီးကိုအမတို့ channel ကိုပြစ်ထည့်လိုက်တာပြစ်ထည့်လိုက်တော့အဲ့ယုံအယိုးကြီးကလေယုံရဲ့ရင်ရိုးတွေရောခေါင်းကြီးကိုဖြတ်ပြီးတော့မှရှာတက်လက်ကြီးနဲ့ယုံကြီးကလေတနာစရာကြီးတိလားအမေကြီးကကိုရီးယားတနာလို့တင်ကြွေးထားတာဆိုပေမဲ့ကိုယုံလည်းမဟုတ်ဘူးလေအဲ့ယုံကြီးကတေသွားတယ်မျက်စိလေးကတော့မထွက်ဘူးကလေးတွေကလည်းငိုကြတာပေါ့နော်ယုံကြီးကို channel မှာအဲ့လိုမျိုးဟိုရှာတက်လက်ကြီးနဲ့ခေါင်းကြီးဖြတ်ပြီးတော့ညံရိုးတွေပါထုတ်ထားပြီးတော့ကို channel ကိုထားပစ်ထားတာwarning ပေးတာပေါ့သူကအဲ့လိုလုပ်တဲ့အခါကျတော့လေတော်အမစိတ်မကောင်းလဲဖြစ်သွားတော့တအားလဲခံရခတ်တယ်ဒါတော့ကိုယုံမဟုတ်ဘူးဒါမဲ့ဒီလိုအိမ်ကိုလာလဲတဲ့ယုံကြီးကလည်းဒီမှာယုံလေးတွေရှိတဲ့ခါကျပျော်ပြီးနေသွားတာဆိုတော့အဲ့လိုမျိုးကိုရှိမှနေတိတ်သွားတော့ကွာတက်လာခလေးတွေကလည်း cycle ပေါ့ trauma ဖြစ်သွားတာသူတို့ယုံလေးတို့ဘာတော့အဲ့လိုတတ်မှလဲဆိုတငိုတရီနဲ့ခလေးတွေကဖြစ်ကုန်တဲ့အခါကျတော့အမအဲ့ဒါနဲ့စပြီးတော့အဲ့ယုံကိုဖမ်းရတာဖမ်းတယ်ထောင်ဖမ်းတယ်အဲ့ဒါသူတို့ဟိုယောက်ျားလို့နေငါကြိုက်တာပြောလို့ငါ့ကိုတခုပဲကိုညီလို့ငါ့ကိုတကယ်ကိုညီချင်တယ်ဆိုလို့ရှိရင်တောနဲ့တခုငါတို့တည်သွားမှရမယ်ဆိုပြီးတော့မှအမားတို့လမ်းလျှောက်နေကြပေါ့နော်ဒီဖန်နဲ့သူ့အမားတို့ပြည်နယ်မှာကြတော့အမားတို့နေတဲ့ခရိုင်ကကြတော့ तू ကအဲ့လိုတောတွေတောင်တွေများတယ်လေတောတွေတောင်တွေများတဲ့အခါကျတော့အဲ့ဒီဟိုဘယ်လိုပြောမလဲတောတွေတောင်တွေဘက်ကိုအမခေါ်သွားတာပေါ့နော်ကားနဲ့ယောက်ျားလည်းအမကိုချစ်တဲ့ခါကျအမဘာလို့လုပ်ပေါ့နော်ပြီးတော့ဘာလို့လုပ်ပေါ့နော်ပြီးတော့ကလေးတွေကလည်းငိုတာမေမေရဲ့တက်ခံရမှတူတူတော့လှုပ်ပေးလိုက်ပါတော့ယူမဲ့လူကလည်းမရှိဘူးဆိုကလေးလေးတနာပါတယ်ဆိုလည်းအမအဲ့ခုနှစ်ကောင်မှာတချို့ကောင်ကြီးလည်းထွက်ပြေးကုန်ကြတာကွာပြေးသွားပြီးပြန်မလာကြတဲ့ကောင်တွေလည်းရှိတယ်3ကောင်ပဲကြံတယ်5ကောင်ကြံတယ်5ကောင်မှာအမ2ကောင်ပဲမိတော့အဲ့2ကောင်ပဲအမသွားလွတ်ပေးလိုက်တယ်ဟိုးတောနယ်ကြီးထဲမှာပျော်ပြီးထွက်သွားကြတာပေါ့နော်ဒါမဲ့သူတို့အသက်ရှင်မလားမရှင်လားလည်းအမမသိဘူးဒါမဲ့သူတို့ကကြတော့လေအိမ်မွေးယုံကလေးတွေကွာ dwarf rabbit လေးတွေကတေးလေးတွေဆိုတဲ့ခါကျတာမဲ့ယုံနေနဲ့ရှင်လို့ရှင်သူတို့ကအရန်သေးတယ်ကွာကလေးလေးတွေလိုဖြစ်နေတဲ့ခါကျတော့ဒါအိမ်မွေးတလိမ့်ဆန် pet ပေါ့နော် home pet လေးတွေဆိုတဲ့ခါကျသူတို့ရှာစားတက်ကမလားဆိုတဲ့အမရဲ့စိတ်ပေါ့နော်တကယ်တော့တလိမ့်ဆန်ဆိုတာဘယ်နေရာဖြစ်ဖြစ်ကြာရနေရနေတတ်ကြတဲ့အရာမျိုးပါသိလားအဲ့သူတို့တော့အမစိတ်ပူ2ည3ညလည်းအိတ်မပြော stress တွေပြီးစပင်းကြီးတွေလည်းဖြူသိရမလားမပြောနိုင်ဘူးအဲ့လိုဖြစ်နေတော့မှနောက်2ကောင်ကြံတယ်3ကောင်ကြံတယ်3ကောင်ကြံတော့နောက်တစ်ကောင်ကကျဘယ်လဲမသိထွက်သွားပြီးပျောက်သွားအဲ့2ကောင်ကိုနောက်ထပ်ဘေးအိမ်ကသူ့ရဲ့ဆက်လွဲကိုစားလို့ဆိုပြီးတော့တနက်ကြီးနဲ့ချိန်ထားတာတနက်ကြီးနဲ့ချိန်ထားတော့အမကလေအမယောက်ျားခမရဘာလုပ်တာလဲတဲ့အဲ့ဒါကျုပ်တို့ရဲ့ယုံနဲ့ကျုပ်တို့ဖမ်းမိမယ်လို့ပြောထားတာပဲဂရိပေးထားတာပဲတဲ့ခမရယုံကိုဘာဖြစ်လို့တနက်နဲ့ချိန်ပြီးလိုက်ပြစ်နေရလဲပြောလဲပြောအဲ့ဒါငါရဲ့ channel ဟာတွေကိုတဲ့လာစားနေတာလည်းများပြီးတော့ငါသိန်းကြီးမခံတော့ဆိုနားလေတယ်သူများရဲ့သူများရဲ့အိမ်ဘက်ကိုရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုယ့်အပြစ်ဖြစ်တယ်ကိုယ့်ယုံတွေကစိုးတာဒါပေမဲ့တလိမ့်ဆန်လေးအမားတို့ဟေ့ဒီလိုလာဟေ့ဆိုတော့ပြောလို့မှမရတာအဲ့တော့ကျွန်တော်တို့ကူညီဖမ်းပေးပါဆိုတော့ကူညီလိုက်ငါမဖမ်းပေးနိုင်ဘူးနေပူတယ်တဲ့ဒါငါအလုပ်လည်းမဟုတ်ဘူးဆိုပြီးပြောတဲ့ခါကျလူတွေကလေကိုချင်းစာတရားမရှိဘူးကွာတဲ့လားပြောချင်တာမိတာတရားခေါင်းပါတယ်ဒီယုံသေးသေးလေးတွေကိုကူပြီးဖမ်းပေးလိုက်မယ်ဆိုလို့ရှိရင် तू လည်းဟိုဘယ်လိုပြောမလဲဟိုဒီလိုမျိုးကြီးရုံရင်ချမ်းတဲ့အလုပ်တွေတနက်ကြီးနဲ့လိုက်ပြစ်နေကြမလို့ဘူးကွာသိလားအမားတို့လည်းကိုယ့်ယုံလေးတွေကိုဘေးလို့ရပို့လို့ရမယ်ဆိုအမကပြောတာပေါ့နော်ယောက်ျားရဲ့ပြောလိုက်ပါငါဒီနေ့ညရအောင်ဖမ်းပေးပါမယ်လို့ပြောနေတဲ့အချိန်လေးမှာပဲအမားတို့ Amazon ကနေပြီးတော့ Amazon ကဟိုဗာလဲယုံဖမ်းတယ်လေ
net လေးတွေလေအမလိုက်ရှာပြီးဝယ်တယ်18ချက်18ချက်ပေးပြီးဝယ်ထားတယ် order လုပ်ထားတယ်နောက်3ရက်ဆိုရောက်မယ်ဆိုအဲ့လေဖမ်းမယ်ပေါ့လောက်တာနောက်တွေလေဒါဒိန်ဆိုပြီးအတန်ကြားလိုက်ကောကြားလိုက်ကောတိလိုက်ပြီးဒါကိုယ့်ယုံမျိုးသူတို့တတ်ပလိုက်ပြီးဆိုတာပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဘယ်လိုအမယောက်ျားလေဒေါသတအားထွက်သွားတာပေါ့စိတ်လည်းမကောင်းသမီးတို့သွားမပြောနဲ့မိန်းမတဲ့ဒီယုံမျိုးသူတို့တတ်ပလိုက်ပြီးတဲ့ဘာဖြစ်လဲဆိုငါတလက်တန်ကြားတယ်တဲ့ညားတဲ့ဆိုပြီးပြောတဲ့ခါကျတော့ကိုကဘေးချင်းကတ်သိရမလားသူတို့ကဒီတောထဲမှာအမဲလိုက်နေကြလူတွေပြောရမယ်ဆိုလို့ရှိရင်သူတို့ခြံကြီးအကျယ်ကြီးတွေပိုင်နေပြီးသွားလို့ရှိရင်သူတို့စိုက်ချင်တဲ့ဟာတွေအပင်တွေစိုက်တယ်ဆက်လက်ရွက်တွေနဲ့ပေါ့နော်သူတို့လင်မယားနှစ်ယောက်ပဲရှိတာဘေးနောက်ထပ်ဘေးအိမ်ကကျတော့လက်ဝဲလက်ရနှစ်ဖက်ရှိတာကိုအမတို့ဘေးအိမ်တွေကကျယ်တဲ့ခါကျတော့အဲကိုတိုင်မှာကြတာဒိန်ဆိုပြစ်လိုက်ကိုကလေးတွေကတော့ညဘက်အိမ်တွေတော့မသိဘူးပေါ့နော်မနက်လောက်ရှိမယ်3နာရီ4နာရီလောက်ရှိမယ်ထင်တယ်အဲ့လိုမျိုးသူတို့ချောင်းပြစ်တာပေါ့အဲ့လေတေသွားတဲ့ခါကျတော့အမတို့ကလည်းမပြရဲဘူးပေါ့နော်ကလေးတွေကိုလည်းအဲ့ဒါအမတို့ဒီခြံဘက်ကိုသူကဘုတ်ကနေဘက်ကနေဓာပစ်ထားတာ no ဟာတွေငါတို့တတ်ပလိုက်ပြီဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတဲ့ခါကျတော့ပြောရခက်ခံရခက်ကြီးဖြစ်သွားတာပေါ့အဲ့ဒါအမတက်လုံးစဉ်းစားလိုက်တယ်ငါဘယ်တော့မှရှုံလဲမမွေးတော့ဘူးတလိဆန်လည်းမမွေးတော့ငါဘလောက်ပဲချစ်ကိုဘလောက်ပဲတောင်းမယူနိုင်ကိုရဲ့တက်တဝါကကိုမွေးထားတဲ့တလိဆန်ကချမောတယ်ကိုမွေးထားတဲ့တက်တဝါကအဲ့လိုသူများဘက်ကိုရောက်သွားလို့ရှင်ကိုစီးကနေဖောက်သွားတာသူများစီကိုရောက်သွားတာဖြစ်တဲ့ကြောင့်ကိုကသူတို့လုံးတများခံရတော့မှလေသိရမလားကိုဘက်ကစမားတယ်လို့ဖြစ်တဲ့ခါကျတော့အဲ့တလိဆန်လေးကတေသွားတော့တမီးလေးတွေကလည်းငိုယိုပြီးတော့မှသူတို့ယုံလေးတို့တတ်တယ်ပေါ့ဆိုပြီးတော့မနဲ့ကြတော့အဲ့လိုယုံအသေးလေးတွေကိုခြံဘက်ကိုလာပစ်ထားတာတွေ့တဲ့ခါကျတော့ကိုမှရင်ကွဲရပြန်အောင်ယုံဖြူလေးရတော့ကန်ကောင်းလို့ပေါ့နော်ဘယ်လိုပြောမလဲတော်တဲ့ပါသွားတဲ့ခါကျတော့တော်တဲ့ပို့လိုက်တဲ့ခါကျတော့3ကောင်ကလွတ်သွားတယ်ပေါ့နော်အဲ့2ကောင်လေးပဲတေးသေးလေးပါကွယ်ဒီလောက်ကလေးမီညောင်းလို့ခေါ်တယ်တေးသေးလေးအဲ့တေးသေးလေးကတေသွားတယ်အဲ့ကောင်လေးပေါ့ပြီးတော့နောက်တစ်ကောင်သူ့ရဲ့အဖေပေါ့နော်အဲ့2ကောင်တေသွားအမလေးရင်ကျိုးမတက်ပဲကိုကတလိဆန်အရန်ချစ်တာဟုတ်အဲ့လည်းယောက်ျားကလည်းပြောမိမရဲ့ခရီးပေးပါတလိဆန်နေထပ်မမွေးပါနဲ့တော့တဲ့ငါကနင်းမွေးချင်လို့နင်းချစ်လို့ပေးမွေးတယ်ဆိုပေမဲ့လည်းဘေးရလူတွေကကြတော့သူတို့မှမေတ္တာတရားအဲ့လောက်ထိမရှိဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူတို့တွေကကြတော့ကွာတချို့ဒီဘက်ကကြမုတ်ဆိုးဘူးကြီးသူ့မိန်းမနဲ့ကွဲရလားတေးရလားမသိဘူးသူမိန်းမမရှိတော့တဲ့ခါကျတော့တယောက်တည်းနေတာဆိုတော့စိတ်ကလည်းအရန်တုန်တတ်တယ်တခုခုဆိုလို့ရှိရင်အော်ဟစ်ဟောက်ဟဲနေရပဲလေဆိုတော့အကုန်ဟုတ်တယ်တာကြီးအကုန်လုံးပေါ့9ကောင်မှ9ကောင်မှက4ကောင်ကသူကသူထွက်ပြေးသွားကြတာမရှိတော့ဘူးအဲ့တွင်းနေတူးပြီးတော့ဟိုးဘက်ခြံတွေကိုထွက်ပြေးသွားကြတာပေါ့နော်အမတို့မတွေ့လိုက်ဘူးအဲ့ကြံတဲ့အဲ့9ခေါင်3-4-5ခေါင်ကတေသွားတယ်3ခေါင်ကကြတော့တောတော့အမလှုပ်ပလဲဆို2ကောင်ပဲတေတာပေါ့နော်2ကောင်ပြီးတော့အမဲကြီးအိမ်ုံလာလဲ2ကောင်ကတေသွားတယ်အဲ့3ကောင်ပေါ့အဲ့3ကောင်မှာ3ကောင်လုံးတတ်ပလိုက်တာအမဲကြီးရဲ့ကြံတဲ့ကလေးလေးရဲ့အဖေရဲ့3ကောင်လုံးသူတို့တတ်ပလိုက်တာအမဲကြီးကိုကြသူတို့ချက်စားလိုက်တယ်ယုံကြီးကအရိုင်းညောင်ယုံကြီးဆိုတော့ယုံရားကြီးဆိုပြီးသူတို့ချက်စားလို့ရတယ်ဆိုပြီးအဲ့အသေးလေးတွေကြလွတ်ပလိုက်တာကွာအမတို့ခြံထဲကိုလွတ်ပစ်လိုက်တာဘုတ်ဘတ်ဆိုပြီးတော့အရန်လေအမခံစားရတယ်တတ်တဝါဆိုတာကလူလိုပြောရင်နားလေတာမဟုတ်ဘူးတည်အမလည်းလုတ်ပေးတာပဲဖမ်းပေးပါမယ်ခဏလေးစောင့်မှယုံဆိုတအားမြင်နေကိုလည်းအဲ့လောက်ကြီးထိလှင်မြန်ကြီးဖြတ်ပြီးတော့ယုံလောက်တော့ဘယ်ပြေးနိုင်မှာလဲမပြေးနိုင်တဲ့ခါကျထောင်ဖမ်းဖို့ပေါ့နော်net တွေအမဝယ်ဘာတည်ရမလားစကားတွေထောင်ဖမ်းဖို့အတွက်ပတ်စံတွေကုန်သွားပြီးတော့စကားတော့သူတို့ဖမ်းဖို့အတွက်စကားတော့ရောက်မလာလိုက်ဘူးထောင်ချောက်တော့အကောင်လုံးတေသွားရောအဲ့ဒါနဲ့အမတွေတအားလဲဒေါသတွေထွက်ပြီးတော့မှလေအဲ့တပတ်2ပတ်လောက်ကအမအဲ့ရေးလည်းမဝအောင်အဲ့လိုလည်းမပြောကလေးတွေကလည်းငိုယူပေါ့နော်ဆိုတော့ဟာခင်းကဆိုလဲထမင်းမစားဘူး2ရက်လောက်သူ့ရဲ့ယုံနေဆိုပြီးတော့အဲ့လိုမျိုးပေါ့ဆိုတော့ဒီမှာလေလူတွေကလေပြောရမယ်ဆိုလို့ရှိရင်အရန်ရက်ဆက်လာတာဒီလားဘယ်လိုပြောမလဲဒါကနေရအနှံ့ပါပဲဒါအမရဲ့နေရာမှာမဟုတ်ဘူးလူတွေကစိတ်တွေလည်းမရှိတော့ဘူးအဲ့လိုပေါ့သူတို့ရဲ့ပိုင်နက်ကိုကျူးကျော်လာလို့ရှိလို့ရှိရင်ဒါသူတို့ရဲ့အကွက်ပဲသူတို့တတ်ပြစ်မယ်ဒါသူတို့ရှင်းပြတာပဲသူတို့နားမထောင်တော့အဲ့လိုမျိုးပြီးအသက်ကြီးတဲ့အဖိုးဖွားကြီးတွေကကြတော့လေဘယ်လိုပြောမလဲသူတို့နဲ့ပတ်သက်လာလို့ရှိရင်သူတို့ရဲ့နေကြော်လာတာမျိုးတို့သူတို့စိတ်ခံစားချက်ဆိုတော့တရားအရန်ဦးစားပေးတယ်သူတို့ဒေါသထွက်လာပြီဆိုလို့ရှိရင်ပြစ်တက်ပလိုက်တာအဲ့မှာဒီမှာကြတော့ကအကောင်လုံးတနက်တွေလိုင်စင်ရတော့ဟိုလိုမျိုးလူတွေကိုတတ်လို့ရတဲ့တနက်မျိုးမဟုတ်ဘူးအမဲလိုက်တဲ့တနက်ဘာဖြစ်လို့ဆိုအမတို့ဗန်နဲ့တူပြည်နေရကြတော့ဒီဗန်နဲ့တူမှာကြတော့တောတွေတောင်ကြီးအရမ်းများတယ်ကွာအိမ်ကြီးရဲ့နောက်ဖက်မှာတောတောင်ကြီးနေစိမ့်ဆိုပြီးတော့မှအဲ့လိုမျိုးစမ်းချောင်းနေအဲ့လိုနေကြတာအဲ့လိုနေကြတဲ့ခါကျတော့အမားတို့ကကြတော့တောတွေတောင်ကြီးနည်းနည်းတော့လှမ်းတယ်ဆိုပေမဲ့လေအရမ်းတက်တဲ့တောတွေတော့မရှိဘူးဒါပေမဲ့လည်းအဲ့လိုမျိုးရုံကလေးသေးသေးလေးတွေပါလေးတွေအိမ်လူဖြတ်တယ်ဆိုလို့ရှိရင်သူတို့ကအမဲလိုက်တာခါကျတနက်တန်တွေကြားတယ်ဒိန်နဲ့အဲ့လိုမျိုးတွေကြားလိုက်ခါကျလို့ရှိရင်တိလိုက်တော့အဲ့ဒါဆိုလို့သူတို့ယုံတို့ငှက်တေးအဲ့လိုမျိုးပေါ့နော်သူတို့ပြစ်တာအမားရဲ့ရောက်ကတိမှလည်းရှိတယ်သူတို့လိုင်စင်ရတနက်ကြီးတွေအဲ့အမဲလိုက်တဲ့တနက်ကြီးတွေပြောင်းကြီးနေလေမရကတိဆိုလို့ရှိရင်အဲ့လိုတော်ထဲမှာအမဲတွေသွားလိုက်ကြတယ်သူတို့တငယ်ချင်းတွေပေါ့နော်အပန်းပြေကြတာအဖမ်းဖြေကြတာပေါ့ဒါကသူတို့ရိုးရပေါ့နော်ပြီးရင်သူတို့အဲ့လိုယုံကင်းတွေယုံ stick တွေအဲ့လိုမျိုးရုပ်လောက်စားကြတာပေါ့နော်ယုံသားတွေအဲ့လိုချက်တဲ့အိမ်မှာအဲ့လိုမျိုးတွေဆိုတော့
သူတို့ရိုးရပေါ့ကွာအဲ့လိုမျိုးဆိုတော့လေတောဝက်တွေလိုက်တယ်အမဲလိုက်တယ်အဲ့လိုမျိုးတွေပေါ့အမတို့နားမှာကျရုံနေတောဝက်တွေအရန်ပေါ်တာအဲ့ဒီဖန်နဲ့သူပြည်နယ်မှာကျတော့တောတွေကစိမ့်ဆိုပြီးတော့မှဆိုတော့လှိမ့်ဆိုင်နေအရန်လာဆိုတော့ဘယ်လိုပြောမလဲလူတွေကလေအရန်ကြမ်းကြုတ်ရက်ဆက်လာတာပေါ့နော်ကိုရဖို့အတွက်ပဲကိုတိတော်တယ်ကွာကိုဟာကိုမဟုတ်တော့လို့ရှိလို့ရှိရင်ခေါင်းပဲဖြတ်ရခြေပဲဖြတ်ရဟာပဲဖြတ်ရပေါ့နော်ရုံမာနေကြတာဒီတနာကြကွာတေးသေးလေးတွေကိုတီးလာအဲ့လိုလှုပ်ရှားတာ